တီရီနွယ်ဆိုတဲ့ကောင်မလေးကအတန်းထဲမှာအမဲပထမရတဲ့သူလေးပေါ့ရုပ်လေးလဲချောစားလဲတော်လူချစ်လူခင်များတာပေါ့ဒါပေမဲ့သူ့ကိုမနာလိုတဲ့သူတွေလည်းရှိတာပေါ့တနေ့တော့တီရီနွယ်သူ့ကိုသူတော်ကတ်တော်ကြီးသွားခဲ့တယ်ရဲတွေလည်းအခင်းဖြစ်တဲ့နေရာကိုလာစစ်ဆေးပြီးနောက်ဆုံးလူတော်ကြီးတဲ့အမှုတစ်ခုဖြစ်သတ်မှတ်လိုက်ကြတယ်နောက်နေ့ညဘက်ကျောင်းဆောင်အဖာကြီးကကျောင်းထဲကိုကင်းလက်ကြည့်နေတော့တီရီနွယ်တို့အခန်းရှိရောက်တော့ကျောင်းဆောင်အဖာကြီးလည်းပြေးတာပဲပြောအဲ့နောက်ကျောင်းထဲတီရီနွယ်သရဲချုပ်တယ်ဆိုတဲ့သတင်းပြန့်နှံ့သွားခဲ့တယ်ဒါပေမဲ့တီရီနွယ်ရဲ့ချစ်ဆုံးတငယ်ချင်းမင်းခန့်ဆိုတဲ့ကျောင်းသားကတော့တီရီနွယ်နဲ့ပတ်သက်ပြီးသွေးရိုးသားရိုးမဟုတ်တဲ့တခုခုရှိမယ်လို့ခံစားမိနေတယ်။နောက်နေ့ညဘက်မင်းခန့်ကျောင်းထဲခိုးဝင်ခဲ့တယ်။တီရီနွယ်ထိုင်နေကြကုံပေါ်မှာ diary စာအုပ်တအုပ်တွေ့တယ်။သူဖတ်ကြည့်ရင်နောက်ဆုံးစာမျက်နှာမှာသူတီးလိုက်တာကငါအဲ့ဒီညနေကျောင်းဆင်းတော့သူတို့ငါ့ကိုလာခေါ်ခဲ့ကြတယ်။ကျောင်းပေါ်တက်ကိုလိုက်ခဲ့ပါပြကြစီလိုပါတယ်အပေါ်ရောက်တော့သူတို့အစင်းမရတာငါကြောင့်လို့ပြောတယ်ငါနဲ့ရန်ဖစ်စကားများပြီးငါကိုတွန်းချလိုက်ကြတာနောက်နေ့ညတော့သူ့ကိုလှုပ်ကြံခဲ့တဲ့ကောင်မလေးတယောက်ညဘက်အိတ်နေချင်းတကားခေါက်ထန်ကြားတယ်ဖွင့်ကြည့်တော့ဘာမှမရှိဘူးဒါပေမဲ့နောက်နေ့မနက်တော့ထိုကောင်မလေးရေချိုးခန်းထဲမှာတော်ကင်းနေတာတွေ့ခဲ့ရတယ်နောက်နေ့ညကျန်းတဲ့နေ့ရောက်လဲပန်းချန်ထဲမှာသူတို့လွတ်ခဲ့တဲ့ကိစ္စကြောင့်လားဆိုပြီးတိုင်ပင်နေကြတော့နောက်နေ့မင်းခန့်ကိုအိမ်မက်ထဲမှာတီရီနွယ်ရောက်လာခဲ့တယ်မင်းခန့်ငါသွားတော့မယ်ဝတ်ကြွေးဆိုတာရှိရင်ဆက်ရစမြဲပါကိုပြုသည့်ကံပဲ့တဲ့တန်ကိုထံပြန်လာမည်